ကျွန်တော်ဒီနေ့မျှဝေပေးမှာကတော့ကျွန်တော် PowerPoint ပဲဖြစ်ဖြစ် Word ပဲဖြစ်ဖြစ် Excel ပဲဖြစ်ဖြစ်ကျွန်တော်လုပ်မဲ့ file တွေကို print ထုတ်တာပေါ့နော်print ထုတ်တာလေးဘယ်လိုထုတ်ကြမလဲဆိုတာကိုကျွန်တော် PowerPoint နဲ့နမူနာလေးလုပ်ပြပါမယ်နော်ဒီမှာကျွန်တော် print ထုတ်တော့ကိုဒီ file ကို print ကိုတင်လိုက်ပေါ့ဒါမှမဟုတ်လည်း control နဲ့ P နှိပ်လိုက်ရနော် print နှိပ်လိုက်တော့အကြရင်ဒီထဲမှာပါတဲ့အချက်လက်တွေကျွန်တော်သိမှရမယ်တန်းပြီးဒါနဲ့က print ထုတ်လာအောင်ဗျာအဲ့ဟာမလုပ်ခင်မှာဒီ printer ရွေးပြရမှာမဖြစ်မနေ printer ယူပြမယ်ကျွန်တော်တို့က printer ကိုချိုးထိုးရတဲ့အချိန်ကျရင် ready ဆိုပြီးပြလိုက်မှာပေါ့ဒါတွေကတော့ဒါကအမေရိကန်စက်လုံးနဲ့တွဲထားတာဒီကောင်က printer တစ်ခုဆိုပြီးတော့နာမည်သူကပါထားရပါတော့ဒါက PDF ထုတ်ဖို့အတွက်ကိုကျွန်တော်ပြီးခဲ့တဲ့ရက်ကတော့ကျွန်တော်ပြပြထားပြီးပါတယ်အဲ့ဒီပုံစံမျိုးဒီမှာ PDF ကို save as PDF နဲ့မလုပ်ဘဲနဲ့ဒီ Microsoft Print ကိုတွားပြီးတော့ PDF ထုတ်လို့လည်းရတယ်အဲ့ဒါလေးကျွန်တော်နောက်ကျလုပ်ကျွန်တော်ဒီထဲမှာ printer နာမည်ကိုတွားယူလိုက်ပေါ့ဒီစက်နေတော့မှာပေါ့ကျွန်တော်ကလုံးထားတော့ကျွန်တော်ကာလာနဲ့လုပ်တာလေကာလာနဲ့လုပ်တာနော်ဒီကတော့ဒါနဲ့လုပ်တဲ့ချိန်ကျတော့ဒီကောင်က black and white သုံးနေ printer ဖြစ်နေတော့သူက cartridge တစ်ခုပဲထည့်လို့ရတယ်မင်းထည့်ပြီးသုံးတာဆိုတော့သူကအဖြူမဲဖြစ်သွားပြီဆိုပြီးမဆက်ကတိပြောင်းသွားအဲ့ဒီညကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီနေရာလေးမှာကြည့်ရကာလာတိုင်းမသုံးမှလည်းဒီဟာတော့နှိပ်ကြမယ် grayscale ဆိုတဲ့ဒီလိုအရောင်ရယ်ဒီ pure black and white ဆိုပြီးတော့ရှိတယ်အဲ့ဒါလေးတွေတတိထားပြီးလိုက်နေကြမယ်အဲ့ဒါကစာကျွန်တော်တို့ကဒါအဖတ်တီထုံထားတာဘူးပုံပြီးဖြစ်တာပေါ့နော်ကာလာကိုစာရေးထားတဲ့အချိန်မှာအရောင်ခွဲပြီးတော့ထားပြီးဒါလေးနဲ့ထုံလို့ရတယ်နော်ဒါဆိုအဖြူမဲ့ဘက်ကိုပဲသွားမယ်ဒါဆိုဂျားရောင်တစ်ရောင်ပါမယ်ပေါ့ gray ရောင်ပါနေမှာပေါ့ဟုတ်ပြီကျွန်တော်တို့ဒါလေးပဲထားလိုက်တော့မယ်အဲ့ဒီမှာဘာလုပ်ရမလဲဆိုတော့ဆိုလို့ဒီကျွန်တော်တို့မှာ slide ကအလုံးပေါင်း4ချက်ရှိတယ်ဟုတ်တော့4ချက်ရှိတယ်နော်အဲ့4ချက်မှာဒီနေရာမှာ print all slide ဆိုရင် slide အကုန်လုံး print ထုတ်မှာပေါ့ current slide ဆိုအခုကျွန်တော်ရောက်နေတဲ့ slide နံပါတ်4 slide ဒီ slide တစ်ချက်ထုတ်မှာပေါ့ custom ဆိုရင်ကိုထုတ်ချင်တာထုတ်မယ်လို့ပြောတာကိုထုတ်ချင်တာထုတ်ပါဆိုတော့ဆန္ဒတစ်ကနေပြီးတော့3ထိထုတ်မယ်ဆိုတော့1-3လို့ရှိပြရမယ်ဒါဆိုရင် dash က2လို့ပြောတာ1 2 3လို့ပြောချင်တာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့1ရယ်4ရယ်ထုတ်မယ်ဆို1.4ထုတ်လိုက်အဲ့ဒါ slide 1နဲ့4နဲ့ထုတ်လိုက်ဟုတ်ပြီအဲ့ဒါကျွန်တော်ကမမြင်ရသေးဘူးဒီမှာမြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတော့လေးမှာထည့်ကြည့်အောင်ဒီနေ့မှာကျွန်တော်က full page slide လောက်ပါလို့ဖြစ်နေတာ slide ကစာရွက်အပြည့်ဖြစ်နေတာအဲ့တော့ဒီ full page slide ကိုရွေးထားရင်ဒီ slide ကစာရွက်နဲ့အပြည့်ထွက်နေမယ်ပေါ့နော်အဲ့တော့အဲ့ဟာမဟုတ်ဘူးတမျက်နှာထဲမှာ2ရွက်2ခုထုတ်ချင်တယ်ပေါ့ကျွန်တော်တို့က2 slide ပေါ့ဒါဆိုအပေါ်နဲ့အောက်နဲ့2 slide ရဒီလိုရွေးထုတ်လိုက်ကြတယ်အဲ့တော့ကျွန်တော်တို့ဟိုမှာဖန်လောက်ဆိုတဲ့ထဲမှာဒီမှာဟာတာလေးဒီဘက်ဆက်မှာဟာတာတက်မယ်ဒီအောက်မှာ folder တက်မယ် page number တက်မယ် page တိုင်းတက်မယ်ဆိုပြီးတော့အဲ့လောက်ထားတဲ့နေရာမှာရွေးခဲ့ရင်ရွေးခဲ့တဲ့အတိုင်းအခုဒီနေရာမှာလာပေါ်နေတယ်ဒါကျွန်တော်ဒီမှာ1.4လို့ရွေးရတဲ့ကြောင့် number 1 slide နဲ့ number 4 slide နေရာမှာလာထွက်နေရနော်အဲ့ကျွန်တော်အဲ့လိုမဟုတ်ဘူးဗျာ1 all ပဲဖြစ်ဖြစ် all ရင်လို့ကြည့်ရမယ်အဲ့ဒါမှအကုန်လုံးမြင်အောင် all လုပ်လိုက် all လို့ရတဲ့မှာ number 1ကဒါ number 2ကဒါ number 3ကဒါ number 4ကဒါအဲ့လို၄ခုဖြစ်သွားပြီပေါ့နော်အဲ့မှာကျွန်တော်1 to 4ခုကတော့ကျွန်တော်လုပ်တာဆိုရင်ဒီ custom နဲ့မှာတောက်လို့တယ်နော်ဟုတ်ပြီအားလုံးထုတ်မယ်ဆိုရင် all slide ယူတာပေါ့ဒီညမှာ2 slide ပါ each slide နော်အဲ့တော့မဟုတ်၄ခုထုတ်ခြင်းလဲဆိုရင်တော့ all slide ကိုယူပြလိုက်ပေါ့၄ခုထုတ်လာ၄ခုဆိုဒီလိုထောင်ရဲလုံးလိုက်ရင်စားတိတ်မကြည့်ဘူးလေအဲ့တော့ဒီစာရွက်ကိုများကန့်လန့်လောက်လာတော့ဒီစကလုံးလေးတွေလည်းပိုကြည့်မြင်ရတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ orientation နဲ့သွားပြီးတော့ landscape ပြောင်းပေးလိုက်ရင်ခုနထပ်တော့ဒီစကလုံးကကြီးသွားတာပေါ့နော်အဲ့ဒါပြင်ဒါဆိုရင် slide ၄ခုလုံးကတစ်မျက်နှာထဲမှာပါတော့သူကတရွက်ထုတ်လိုက်တာနဲ့ပြီးသွားမှာပေါ့နည်းနည်းလေးတော့တီးသွားမှာပေါ့နော်အခုကဒီဟာလေးဒါကကြောကတ်ရတဲ့ဆက်မှာဒီဆက်ကကြောကတ်ရတယ်စာရွက်ထောင်ကြောကတ်တယ်သူကသူဆွဲပြီးတော့ပြန်ဝင်သွားပြီးပြန်ထွက်လာပြီးတော့နှစ်ဖက်လုံးစာရီပေါ်အောင်လုပ်ပေးတယ်ပေါ့နော်အဲ့တော့ဒီ one side တစ်မျက်နှာလေးပုံမှန်ကဒါယူထားပြရမယ် both side တော့မှဒီနှစ်ခုရှိတယ်ဒီနှစ်ခုရှိတဲ့တော့ပုံလေးကြည့်ရဒီပုံလေးမှာကျွန်တော်အောက်မှာလေးစာရေးထားပါတယ်နော်ဒါဆိုရင်ဒီစာရွက်ကိုအပေါ်လှန်ကြည့်တဲ့ view ပုံစံနဲ့တော့မှာအပေါ်လှန်လို့ဟုတ်မှာပြက်ကလေးနေလို့လေအပေါ်လှန်တင်သွားတာမျိုးပေါ့ဒီကောင်ကျတော့စာအုပ်လှန်တယ်လို့ဘဲကိုလှန်လို့လှန်သွားအဲ့လိုလှန်တာမျိုးဆိုတာမျိုးတော့မှာပေါ့အဲ့ဒါဆိုရင်ဘယ်လိုကြောကတ်မလဲဆိုရင်ပုံစံကိုသိအောင်လို့ပြောစတယ်။ဒါနဲ့ကျွန်တော်ကြိုက်တာရေးရရမယ်။ one side လေးလောက်ရင်တော့တစ်မျက်နှာလောက်ထည့်မယ်ပေါ့
full size ဒီညမှာဒါနှိပ်လိုက်တော့အပေါ်လာတာဖြစ်မယ်ဒါဆိုရင်တော့ပင်ညာလာတာဖြစ်သွားပါဘူးအဲ့တော့ဒီမှာကြာသိမသိတာဘူးဒီ full size ကို2 slide လုပ်လိုက်တဲ့အချိန်ကျရင်ထောင်ရက်ပြန်လုပ်လိုက်မယ်ဒါမျိုးလို့ဒီမှာဒီစာရွက်ကိုလိုလှန်လိုက်တာနဲ့သူကဒီနေရာမှာဘယ်လိုလုပ်မလဲဆိုတော့ဒါဆိုဒီလိုလှန်မှာပေါ့ဒါဆိုရင်တစ်ဖက်လှန်လိုက်တာနဲ့ဒီတစ်ဖက်ထောက်လာမှာပေါ့နော်အဲ့ပုံစံမျိုးပြောချင်တယ်ဒါဒီကျွန်တော်ကဒီနေရာမှာ printer ရွေးမယ်ဒီနေရာမှာဘယ်ရွက်တွေထုတ်မလဲဆိုတော့ရွေးရမယ်ဘယ်နှ slide ဒီမျက်နှာမှာဘယ်နှ slide ထုတ်မလဲဆိုတော့ရွေးရမယ်အဲ့ဒီနေရာလေးမှာထပ်ပြီးပါပြောချင်သေးလဲဆိုတော့ဒီနေရာလေးပြောပြချင်တယ်အဲ့တော့ once ဒီနေရာလေးတစ်ချက်ပြန်လုပ်ချင်ဒါလေးနဲ့ဆိုမြင်တယ်ဒီလိုတော့frame slide ဆိုတယ်ပြောနေလိုက်အဲ့ကျတော့ slide ကဘောင်လေးပေါ်လာတာ slide ကဒီထိရှိတယ်ဆိုတော့သိအောင်ပြောတော့စောစောတော့အဲ့ဒါလေးမမြင်ရဘူးလေနော်ဒီ frame slide ကိုဖြုတ်လိုက်တယ်ဆိုတော့ပြောင်းသွားတော့ frame ကိုတော့လုပ်ပြီးထားလိုက်တာဒီ skill to fit ပြပါစာရွက်နဲ့ကွက်တိကြအောင်သူကလုပ်ပေးမယ်ဆိုတော့သူကနည်းနည်းကြီးပါတယ်သူ fitting ကြအောင်လို့ဆွဲချိပလိုက်တာပေါ့နော်ကြည့်ရတာပိုကောင်းသွားတာပေါ့စလုံးနည်းနည်းပိုကြီးသွားတာပေါ့စာရွက်နဲ့အပြည့်ဖြစ်သွားတာပေါ့high quality ထုတ်မယ်ဆိုတော့ဒီအောင်နှိပ်ပြလိုက်အဲဒီက quality ပိုကောင်းလာမှာပေါ့ဖတ်တဲ့ချိန်တိုင်းနော်အဲကျွန်တော်ဒီမှာဒါမထုတ်တယ်လည်းရတယ်နော်ပြန်လာမရှိဘူးဒါ skill to fit ပြပါလဲကျွန်တော် fitting ကြချင်တယ်ဆိုတော့လုပ်ပေါ့ဒီနှစ်ခုလုပ်တဲ့ချိန်တိုင်းတော့မှသူကပုံမှန်လုပ်တာနဲ့အဲ့ဒါနဲ့မှာဘာကွာလဲဆိုတော့ကျွန်တော်ရှင်းကြည့်ကြည့်လိုက်ဒါအခုကျွန်တော် skill to fit နေတာနော်ဒါပြန်ဖြုတ်လာမယ်နည်းနည်းလေးကြောက်သွားတာနော်ကြီးကြီးလေးလိုချင်တယ်ဆိုတော့ကျွန်တော်ဒီညမှာ skill to fit ကိုပတ်နှိပ်ထားလိုက်နည်းနည်းလေးပိုကြီးသွားမှာပေါ့ဒါမျိုးပြတယ်အဲဆိုရင်မဖြစ်မနေ printer ရွေးမယ် setting ချိန်မယ် slide ကဘယ် slide ကိုသုံးမလဲဆိုတာရွေးမယ်ဒီမှာလည်းသူနမူနာရေးထားတယ် 1,3,5-12 ဆိုတော့1ကနေ1ရဲ့3ရဲ့ပါမယ်5ကနေပြီးတော့12ထိပါမယ်ဆိုတော့နံပါတ်4မပါဘူးလို့ပြောတာပေါ့အဲဒီမှာဆိုရင်နမူနာပြထားတယ်နော်အဲ့လိုလေးထုတ်မယ်ဆိုဒီနေရာမှာရွေးလို့ရတယ်ပေါ့ဟုတ်ပြီဒါကဘယ်လောက်ထုတ်မလဲဆိုတာရွေးတာဒါကဘယ် size ကြောကပ်မလားမကပ်ဘူးလားဆိုတာရွေးတာအခုကဒါလေးက collected and collected ဆိုတာကျွန်တော်တို့ကအခုကျွန်တော်တို့သင်တန်းမှာဆိုရင်တနေ့ကိုလာတတ်တာနဲ့စာရွက်လေးတွေကျွန်တော်တို့ဒီလိုတစ်ယောက်ချင်းစီဝေပေးပါမယ်။ဥပမာထားစာရွက်ကစာအုပ်ကတော့ကိုစာမျက်နှာ3မျက်နှာပါတယ်1ရယ်2ရယ်3ရယ်3မျက်နှာပါတယ်ပေါ့။အဲ့ဒါကိုကျွန်တော်ကလူ9ယောက်စာ print ထုတ်လိုက်ပြီပေါ့။ print ထုတ်လိုက်တဲ့အချိန်မှာတော့တခါလေး1 2 3 1 2 1 2 3ဆိုရင်ကျွန်တော်ကစတာပလာတန်းပြီးနှိပ်လိုက်ရုံပဲ။အဲ့ဒါတန်းပေါ်လာပြီ။အဲ့လိုမှမဟုတ်ဘဲနဲ့သင်တန်းဒီမှာတရက်လာတန်းတက်တဲ့ရက်တော့စာရွက်ပေးမယ်ပြီးတော့လုပ်ရင်ဒါနံပါတ်1ရက်မှာလာတန်းရင်1ရွက်ပေးလိုက်။နံပါတ်2လာမတက်တဲ့လူက2စာရွက်ကိုမရတော့ဘူး။နံပါတ်3စာရွက်ကိုနံပါတ်3နေ့လာတက်တဲ့လူကရမယ်အဲ့လိုမျိုးတရွက်ချင်းစီခွဲကြတယ်ဆိုရင်တော့တစ်တီးကြီးပဲစုနှစ်တီးကြီးပဲစု3တွေကြီးပဲစုနေစာမျက်နှာတွေကိုအဲ့လိုခွဲပြီးစုလာလို့ရတာပေါ့နော်ဒါက collected နဲ့ uncollected ကိုပြပါတာပါဒါက orientation ကတော့ကျွန်တော် print ထုတ်ရင်ဘယ်လိုစာရွက်ပုံစံထုတ်မလဲဆိုတာမေးတာပေါ့နော်ဒီမှာ edit header folder ဆိုတော့ကျွန်တော်ဒီမှာ edit header folder လုပ်လို့ရတယ်အခုကျွန်တော်တို့ကဒီမှာခုနကကျွန်တော်ပြပြခဲ့တယ်ဒီမှာ header ထည့်မယ်ဒီမှာ footer ထည့်လို့ရတယ်လို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒါကဘာအတွက်လဲဆိုတော့ဒီ hand out နဲ့ print ထုတ်တဲ့အချိန်ပေါ့ဒီ slide ကိုထုတ်တဲ့အချိန်တော့မဟုတ်ဘူးနော် slide ကိုထုတ်တဲ့အချိန်ကျတော့ဒီဟာမပါလာတော့ဘူးဟုတ်ပြီဒီ note နဲ့ hand out ကိုထုတ်တဲ့အချိန်မှာကျွန်တော်ဒီမှာ date and time တက်ပြလိုက်ရင်ပုံမှန် date and time ပါလာမှာပေါ့နော်ပြပါဒါဆိုဒီနေ့မှာ header ဆိုတော့ကျွန်တော်ပို့ဆက်အောင် like header လုပ်ပြလိုက်လို့အဲ့လိုအဲ့ဒါ footer မှာလည်း my footer ပေါ့အဲ့လိုကြတော့ apply to all နှိပ်လိုက်တဲ့အချိန်ကျရင်ကျွန်တော်ဒီမှာရေးလိုက်တဲ့စာကုန်လေးလာထွက်လာဘူးပေါ့နော်အဲ့ဒါတို့ print ထုတ်မယ်ဆိုရင်အဲ့ဒါလေးပေါ်သွားပြီဒီညမှာ printer မဖြစ်မနေယူရမှာနော်ဒါဆိုရင်ကျွန်တော်တို့ print ထုတ်မယ်ဆိုရင်သူ့နှိပ်လိုက်တာနဲ့ printer သွားပြီးတော့ print ထွက်လာပြီနော်ဟုတ်ပြီနောက်တစ်ခုထပ်ပြောပြချင်တာကဘာလို့လဲဆိုတော့ဒီနေရာလေးမှာဒါတော့မှာ Microsoft Print to PDF အဲ့သူနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကအခုကျွန်တော်တို့မှာ2 slide လောက်ပေါ့နော်ဟော sorry 4 slide ကို2ရွက်လောက်တာအဲ့4 slide ကို2ရွက်လောက်တာ4 slide ကို2ရွက်လောက်ထားပြီးတော့ကျွန်တော်ဒါကို print အားလုံးဒီမှာကျွန်တော်ပြင်ပြပါရပါတော့ပြင်ပြရချိန်မှာကျွန်တော်ဒါကို print နှိပ်လိုက်မယ်အဲ့ကျတော့ဘယ်မှာသိမ်းမလဲလို့ကျွန်တော် desktop ပေါ်မှာပဲကြည့်လိုက်တော့နော်အဲ့ဒီညမှာကျွန်တော်နာမည်တစ်ခုပေးရမှာပေါ့နော်ကျွန်တော်ဒီမှာ save PDF မှာ PDF ဖြစ်သွားတာနော်အဲ့မှာ save လုပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ desktop ပေါ်မှာခုနကဒီ file လေးပေါ်လာမယ်ရောက်သွားပလားမရောက်တော့ကြည့်ကြည့်အောင်နော်တို့ဒီမှာ my data လေးပေါ်လာလို့ပေါ်လာလို့ပေါ်လာရင်ကျွန်တော်က
စာရွက်တစ်ရွက်ကို2 slide လုပ်ခဲ့တယ်အဲ့ဒါတွေဥဒါတွေတက်ခဲ့တယ် page number တွေနာရီတွေတက်ခဲ့တယ်ကျွန်တော်ဒါနောက် slide နောက်စာမျက်နှာမှာဆိုလဲဒီမှာအကုန်ပါတယ်ဆိုတော့ဒါကျွန်တော်လုပ်ထားခဲ့တာကဒီလိုနှစ်ခုထွက်သွားပြီprint ထုတ်ရင်ဒီပုံစံနဲ့ထွက်သွားတာနော်ဟုတ်ပြီဒါကတော့ print ထုတ်လိုက်တာမဟုတ်ပြီမဲ့ PDF file အဖြစ်စေလိုက်တာပေါ့အားလုံးအဆင်ပြေကြတယ်လို့ယူဆပါတယ်နော်အခုလိုပဲဘုသူတို့ရမယ်ဗီဒီယိုလေးတွေကိုနေ့စဉ်မပြတ်မကွက်တင်ပေးနေမှာဖြစ်ပါတယ်ဒီကျန်တာရှင်လည်း comment box မှာလာပြီးတော့ရေးထားပေးပါအတနိုင်ဆုံးပြန်လည်းဖြေချပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်